Hello everyone မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ Next Generation Firewall ဆိုတာဘာလဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါသည် Next Generation Firewall ဆိုတာကပုံမှန် Firewall တွေထဲပုံမအဆင့်မြင့်ပြီးချိန်ချောက်မှုတွေကိုပုံမပြည့်စုံစွာနဲ့ထိရောက်စွာကာကွယ်ပေးနိုင်တဲ့လုံခြုံရေးစနစ်တစ်ခုပါဒါကိုကိုယ်ရလုံခြုံရေးရဲ့တိတိတသားအဆင့်မြင့်တဲ့တစ်ခုလို့မှတ်ယူနိုင်ပါတယ်အဆင့်လိုက်ချင်းပြချက်အသစ် UU Firewall ဆိုတာဘာလဲTraffic data လမ်းပြန်မှုကို IP address, port, protocol တွေပေါ်မှုတည်ပြီးခွင့်ပြုပိတ်ပင်တဲ့စနစ်ပါဥပမာ port AD ကိုဒါခွင့်ပြုနှစ် UU firewall ရဲ့အားနည်းချက် application level app အတွင်းမှာဘာဖြစ်နေလဲမသိနိုင်ဘူး virus, trojan, zero day attack တို့လိုခေတ်သစ်ချွင်မှုတွေကိုမဖော်ထုတ်နိုင်ဘူး3 NGFW ရဲ့ထူးခြားချက်တွေ NGFW က UU firewall plus ထက်ထည့်ပြီးအောက်ပါ feature တွေပါတယ် application control Facebook YouTube Zoom တို့လို app တွေကိုအသေးစိတ်ခွင့်ပြုပိတ်ပင်လုပ်နိုင်တယ်ဥပမာ Facebook ကိုခွင့်ပြုပြီး Facebook game ကိုပိတ်နိုင်တယ် Deep packet inspection data ရဲ့အကြောင်းအရာအထိလိလာတဲ့စနစ် virus trojan တို့ကို data တွေကနေရှာဖွေနိုင်တယ် intrusion prevention system hacker လာတိုက်တဲ့မှတ်ပတ်တွေကိုစကန်ဖတ်ပြီးအလိုလျောက်ပိတ်ပင်တဲ့စနစ်User identity awareness, IP address မသက်ဆိုင်ပဲ username, department alike policy ချနိုင်တယ်။ဥပမာ HR ရဲ့ computer မှာ payroll access ခွင့်ပြုအခြားသူတွေကိုပိတ် SSL, DLS, decryption, HTTPS traffic အချက်လက်ရှို့ဝှက်ထားတဲ့ traffic ကိုဖွင့်ဖတ်နိုင်တယ်။ malware ဖော်ထုတ်နိုင်တယ်။ threat intelligence and sandboxing မတည်သေးတဲ့ file တွေကို safe zone ထဲမှာ run ကြည့်ပြီး malware ထစ်မထစ်ချက်ချင်းတည်နိုင်တယ်။အသုံးပြုသုံးသပ်မှုဥပမာတစ်ခုခုကုမ္ပဏီမှာ NGFW သုံးပြီး Google Drive ကိုခွင့်ပြု Dropbox upload ကိုပိတ် HTTPS ထဲက virus ရှာဖွေမိမိ group department အလိုက် rule ချနိုင်တယ်။ NGFW ရဲ့အချို့ကျေးဇူးလုံခြုံရေးပိုကောင်းတယ် application ကို smart ပုံစံထိန်းချုပ်နိုင်တယ် user base control ရှိတယ် data breach နဲ့ malware တိုက်ခိုက်နိုင်တယ်အတူချုပ် NGFW ဆိုတာ application user content level အထိစစ်ဆေးနိုင်တဲ့ခေတ်သစ်လုံခြုံရေးစနစ်တစ်ခုဖြစ်ပါတယ် Okay ဒီလောက်နဲ့ပဲနားပြီ Bye bye everyone see you have a nice day